စောင့်နေကြလို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်အနေငယ်ကျွန်တော်ပြောချင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီလူကာခန်းကြီး24အခန်းငယ်49ပေါ့နော်ဆိုတော့ဒီနေရာမှာ24မှာ49မှာကြည့်တဲ့အခါမှာငါခမီးတော်ဤဂတိတော်ရှိသည့်အတိုင်းတင်တို့၌ငါပြုတ်အောင်မည်တဲ့တို့ဖြစ်၍တင်တို့သည်ကောင်းကင်ကတကိုးကိုမခံမီတိုင်အောင်ဂျေရုဆလင်မြို့၌နေကြအောင်လောဟုမိန့်တော်မူတယ်လို့ပြောပါတယ်ဆိုတော့ဒီနေရာမှာဘာလဲဆိုတော့ယေရှုခရစ်တော်ဗျာတိကမာတာကတပည့်တော်တွေကိုကောင်းကင်ကတကိုးဆိုတိုင်ရှင်တော်ဝိညာဉ်တော်ပြောတာဖြစ်တယ်မရမီတိုင်အောင်စောင့်နေကြပါဆိုပြီးမှပြောပါတယ်ဒီနေ့ကျွန်တော်တို့အသင်းတော်တွေကိုကျွန်တော်တို့ဒီမှာအသင်းတော်တွေအများကြီးရှိတယ်ကျွန်တော်ဒီမှာချီးမွမ်းကိုကကျွန်တော်ဥဆောင်တဲ့အခါမှာအကောင်းဆုံးသော music တွေနဲ့ကျွန်တော်တို့တီးဆောက်တဲ့သင်းတော်အများကြီးရှိတယ်ဒါကကောင်းပါတယ်ဆွေမျိုးသားချင်းတွေနဲ့တီးဆောက်တဲ့သင်းတော်အများကြီးရှိတယ်ဒါကကောင်းပါတယ်ဆိုတော့ပညာတရားနဲ့တီးဆောက်တဲ့တကယ်ပညာရှင်တွေဒေါက်တာတွေကျွန်တော်အများကြီးရှိတယ်ဒါနဲ့တီးဆောက်ကြတယ်ကောင်းပါတယ်ဒါပေမဲ့အသင်းတော်ကိုတီးဆောက်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်မပါဘူးဆိုရင်တော့ကျွန်တော်တို့ဒီအသင်းတော်ပဲဖြစ်ဖြစ်ဘယ်အသင်းတော်ပဲဖြစ်ဖြစ်6ကပ်မှာပဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့တမန်တော်ဝတ္ထုအခန်းကြီး1ကိုဖတ်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့အခါမှာတဲ့အဲ့မှာစပြီးအသင်းတော်ဖြစ်သွားတာဒါကြောင့်မို့အသင်းတော်ထဲမှာတန်ရှင်တော်ဝိညာဉ်တော်မပါဘူးဆိုရင်အသင်းတော်တော့အသင်းတော်ပဲသွားနေမှာပဲဒါပေမဲ့စိုးပြေချင်းတွေအသက်ရှင်ချင်းတက်တွေမရှိဘူးဒါကြောင့်မို့အသင်းတော်မှာကျွန်တော်တို့ဝိညာဉ်တော်နဲ့တည်ဆောက်ဖို့ရည်ကြီးတယ်ဂျန်တဲ့အရာတွေကလိုအပ်တယ်ကျန်တဲ့အရာတွေလည်းလိုအပ်တယ်ဒါပေမဲ့အဓိကကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းမရှိဘူးဆိုရင်ဒီအသင်းတော်ဒီထိုအသင်းတော်ဒီဘာတက်တေမှမရှိတဲ့အခွန်ပဲရှိလိမ့်မယ်ဒီနေ့တမန်တော်ဝတ္ထုအခန်းကြီး1နဲ့ဖတ်ကြည့်လိုက်တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့အခါမှာတပည့်တော်တွေကတကိုးနဲ့ပြည်ပြီးမှဘာဖြစ်လာလဲအသင်းတော်တွေဖြစ်သွားတယ်ဒါကြောင့်မို့အသင်းတော်ရဲ့အစအဦးဒီတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ဒီနေ့ထိုတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ခေါ်ဖေးရအောင်ကျွန်တော်တို့အသင်းတော်ပြောတဲ့ခါမှာဒီဗိမာန်တော်ကြီးကိုမမြင်ပါနဲ့တင်ဘဝဟာဖယားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်ဒီဗိမာန်တော်ကြီးကိုတင်တန်ရှင်တော်ဝိညာဉ်တော်နဲ့တင်မပြေဝဘူးဆိုရင်6ကကန်းနဲ့ကျွန်တော်အသက်ရှင်တဲ့ဗိမာန်တော်လေးတွေဖြစ်မှာဖြစ်တယ်ဘာသာရေးနဲ့ပြည့်တဲ့ဗိမာန်တော်လူမှုရေးနဲ့ပြည့်တဲ့ဗိမာန်တော်လောကရာနဲ့ပြည့်တဲ့ဗိမာန်တော်ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ပြေဝတဲ့ခါမှာဒီဗိမာန်တော်ကြီးကအသက်ရည်ထွေရစမ်းရည်တွင်သူတပါးအတွက်ကောင်းကြီးဖြစ်တဲ့သူတပါးအတွက်တက်တည်ဖြစ်တဲ့ဖယားခင်ဘုန်းတော်ထင်ရှားတဲ့ဗိမာန်တော်ဖြစ်သွားမယ်ဒီနေ့ကျွန်တော်တို့တင်းတော်ကိုဘာနဲ့တည်ဆောက်ကြမလဲတန်ရှင်တော်ဝိညာဉ်တော်နဲ့တည်ဆောက်ကြရအောင်တင်းရဲ့တက်တာကိုတန်ရှင်တော်ဝိညာဉ်တော်နဲ့တည်ဆောက်ပါအာမင်နိကောခန်းကြီးစတော်အခန်းငယ်စတဲ့တူတူဖတ်ရအောင်တင်းနေတော်သခင်ယေရှုခရစ်တော်ဤယေရှုတော်ဟာဒီအရာကဆရာမတွေတော့၎င်းအစီအစဉ်ဆုံးတတ်မှာပြောကြားလေးရှိတဲ့အရာဖြစ်တယ်ဆိုတော့ဖိုင်သခင်ယေရှုခရစ်တော်ရဲ့ဂျေဇုတော်ဆိုတာကတင်းသူတင်းသားတွေနားမလည်ဘူးလားအင်မတန်နားလည်တယ်ဖယားသခင်ရဲ့ဂျေဇုတော်ဝေါကားတိုင်းတရားကိုကြည့်လိုက်ရင်ယုံကြည်သူတွေခရစ်ယာန်တွေကဂျေဇုတော်တရားကိုနားလည်တယ်ဖယားငါကိုဂျေဇုပြုတယ်ဆိုပြီးမှတရားနဲ့ကြောက်တက်ခံတယ်ပြောကြတယ်ဝင်ငါကြတယ်ဆိုတော့ဖယားသခင်ရဲ့မြတ်တာတော့တပါးတီတော့သားတော်ကိုစွန့်တော်မူရတိုင်အောင်လောကီသားတော်ကိုချစ်တယ်ဖယားကမြတ်တာရှင်ဖြစ်တယ်ဆိုတာကိုနားမလဲဘူးလားနားလဲတယ်ဒါပေမဲ့ကျွန်တော်တို့နားမလဲဘဲနဲ့ဥပိ္ပခာပြုမိတဲ့အရာကဘာလဲဆိုတော့ဝိညာဉ်တော်ဤမိတ္တာရဆိုတဲ့အရာကိုကျွန်တော်နားမလဲတော့ဘူးဒါကြောင့်ကျွန်တော်တို့ဘဝမှာ6ကတ်နေတာဖြစ်တယ်ကျွန်တော်မှစအရန်6ကတ်တယ်တခါတလေမှုတော်ဆောင်ပေမဲ့အရန်6ကတ်တယ်ဘာမှဆိုပြေလန်းဆန်းခြင်းလည်းမခံစားရဘူးဖယားမြတ်တာဖယားရဲ့ဂျေဇုတော်ဒါပေမဲ့ကျွန်တော်မိတ်နေတာတစ်ခါပါတန်ရှင်တော်ဝိညာဉ်တော်မိတ္တာရဖွဲ့ခြင်းကိုကျွန်တော်တို့ကဥပိ္ပခာပြုတဲ့ခါမှာ6ကတ်ကတ်နဲ့အမှုတော်ဆောင်နေတဲ့သူတွေ6ကတ်ကတ်နဲ့ခရိယာထက်တာကိုဖြစ်ကြော်နေတဲ့သူတွေကျွန်တော်တို့ဖြစ်တယ်ဒီနေ့ဒီခေတ်ကာလကတန်ရှင်တော်ဝိညာဉ်တော်ဖယားရဲ့ခေတ်ကာလဖြစ်တဲ့လောက်ထိုဖယားသခင်ကိုကျွန်တော်နေရာမှာပေးတည်တည်ကျွန်တော်ဦးစားမပေးတည်တည်ကျွန်တော်က6ကတ်ကတ်နဲ့တွားနေရအောင်မှာဖြစ်တယ်ဘာတက်တေမှလည်းမရှိဘူးဒီနေ့ထိုဝိညာဉ်တော်နဲ့ကျွန်တော်တို့တွာလာဖို့ရန်အတွက်အချိန်ကအခုချိန်ဖြစ်ပါတယ်ဒီကောခန်းကြီး15အခန်းငယ်46ဒါကလည်းတချို့ဆရာတွေကျွန်တော်ပြောသွားပြီးပြီတချို့ပြီးမှကျမ်းစာလာဒီတိုင်3ရက်မြောက်သောနေ့၌ထားမြောက်တော်မူတယ်ကေဖသည်ကိုရောကိုမြင်ပြီးမှတကျိတ်နှစ်ပါးတော့သူတို့ဒီမြင်ကြတယ်ထုံနောက်ညီကို900မကတပြိုင်နဲ့မြင်ရကြဆိုတော့ဒီညာလေးဒီကကျွန်တော် highlight ညီအကို900
ယေရှုခရစ်တော်ဖခင်ရဲ့ထားမြောက်ခြင်းကို900မကတော့လူတွေကသိတယ်။အိုး तू ပြောတဲ့စကားတွေကိုသူတို့တွေနားထောင်ကြတယ်ခံယူကြတယ်။ခုနဘာပြောလဲဖခင်ကမတက်ကြွခင်မှာဂျေရုဆလင်မြို့မှာကောင်းကင်ကလာတဲ့တကိုးကိုစောင့်နေကြပါဒါမှမဟုတ်ရင်ဒီတမန်တော်ဝတ္ထုထဲမှာကျွန်တော်ကြည့်တဲ့အခါမှာတမန်တော်ဝတ္ထုအခန်းကြီး1အခန်းငယ်8လောက်ကိုကျွန်တော်ကြည့်တဲ့အခါမှာထို့တော့မရှိတော့လေခုနကျွန်တော်ဖတ်သွားတဲ့အရာလေးဒါကျွန်တော်တွေ့ရတာဖြစ်တယ်ခဏကျွန်တော်ပြန်ဖတ်ချင်ပါတယ်ထို့တော့မရှိတော့လေတင်တို့ပေါ်တော့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တော်အခါတင်တို့ဒီတကူကိုခံရ၍ဂျေရုဆလင်မြို့မှာစတော့ယူဒာပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်ငါဤတက်တဲ့ဖြစ်ကြလိမ့်မယ်စောင့်ခိုင်းတဲ့အရာကဘာလဲဆိုတော့အလကားပြင်းပြဆောက်ခိုင်းတာမဟုတ်ဘူးငါကခုယေရှုခရစ်ပြပါငါအတော်သွားမယ်ကောင်းကင်ကိုသွားမယ်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကဆင်းသက်လာမယ်တင်တို့တက်တာပေါ်မှာတကူကိုတင်တို့ခံရမယ်ပြီးမှငါရဲ့တက်တဲ့ဖြစ်မယ်ဆိုတော့ဖခင်တခင်ရဲ့တက်တဲ့ဖြစ်ဖို့ကဝိညာဉ်တော်ဖခင်လိုအပ်တယ်ဆိုတာကိုသူပြောပြနေတာဖြစ်တယ်ဒါပေမဲ့တမန်တော်ဝတ္ထုခန်းကြီးတစ်ခန်းငယ်15ကြည့်တဲ့အခါမှာထိုအခါအရေးအတွက်အဖြစ်120တော့တပည့်တော်တို့ဒီအလယ်နိုင်နေတယ်ဆိုတော့900ထဲမှာခုနကကျွန်တော်ပြော120ဆိုတော့380ကပျောက်သွားပြီတချို့တော့သူတွေကအိပ်ပြောတယ်တချို့တော့သူတွေကသွားနေပြီတိတ်ချတာတစ်ခုကတော့120ဆိုရင်တချို့တော့သူတွေပဲမှာလေကျွန်တော်ဒီဇင်ဘာကာလရောက်တဲ့ခါမှာကျွန်တော်ငယ်တုန်းကမိဘတွေကကျွန်တော်အမြဲတမ်းဒီဇင်ဘာလဆိုရင်ဘောင်းဘီအင်ဂျီအကောင်းစားတွေဝယ်ပေးတယ်အဲ့ချိန်မှာတော့လုံးဝဖျားကြောင်တက်ဖို့အရန်တက်ကြွလာသူများရှိမှလေကိုလို့ကြည့်ရှင်မှလည်းမသိဘူးဟိုသွားဒီသွားတကယ်ချင်းမှတိလာတယ်မှာဒါအစ်စ်လေမမေးပါဘူးเนาะဒါ LV လေးပါလေးပေါ့เนาะကြွားချင်တာလူငယ်ဆိုတော့ကလေးလေးဆိုတော့ငါဘာဝက်လဲငါဘောင်းပြီးအင်ဂျီဖနက်ကဘာဖြစ်လဲကြွားချင်တာအတိရတယ်လေကောင်းကြည့်ရတယ်လေဆိုတော့လူကကောင်းကြည့်ရတဲ့ခါမှာအရန်ပြောထွက်ချင်တာအမှအရန်ထိန်ချုပ်ရတာအရန်ပြောထွက်ချင်တာအဲ့လိုပဲလူပေါင်း900ကယေရှုခရစ်တော်ပြတေချင်းကနေထားမြောက်တဲ့ကိုတွေ့တဲ့ခါမှာဝေါအရန်ပြောချင်ပြီ motivation အရန် level ရမြင့်နေပြီယေရှုခရစ်တော်ဘုရားကတေချင်းကနေထားမြောက်တယ်အရန်ပြောချင်တာအရန်ပြောချင်နေပြီဒါပေမဲ့ယေရှုခရစ်တော်ပြောလဲဂျေရုဆလင်မြို့မှာစောက်အောင်တန်ရှင်တော်ဝိညာဉ်တော်လာတဲ့ခါမှာ10ရက်ပဲနော်10ရက်ပဲမစောက်နိုင်ကြဘူး120ဆိုတော့380ပျောက်သွားတယ်တိတ်ချတဲ့အဲ့ဒီ380လဲရှောက်လောက်တာမဟုတ်ဘူးယေရှုခရစ်တော်ဘုရားရဲ့တက်တေကိုတွားခံနေတာဟာယေရှုကထမြောက်ပြီသူတို့အရန်ပျော်တယ်လေတေချင်းကနေထမြောက်တဲ့ယေရှုကိုတွေ့တဲ့အခါမှာအရန်ပျော်သွားပြီဆိုတော့ယေရှုရဲ့တည်င်းစကားကိုတွားကြားပြောကြတယ်ဒါပေမဲ့ oneness ရကောင်းတဲ့တစ်ခုကကျမ်းစာထဲမှာ38ယောက်ရဲ့အကြောင်းမပါတော့ဘူးဒါပေမဲ့120ပဲပါသွားတယ်ကျွန်တော်တို့ကစိတ်ခွန်အားလေးနဲ့တွားမယ်ဆိုရင်တော့ဘာတက်တေးမှရမှာမဟုတ်ဘူးသူများရဲ့တရားဟောချက်လောက်ခွန်အားရပြီးမှအမှုတော့တွားဆောင်ကြည့်လိုက်တနေ့မခံဘူးတန်ရှင်တော်ဝိညာဉ်တော်ဖျားဆင်းကြွတဲ့ခါမှာထို120တို့ဒီထူးခြားသောဘာသာစကားတွေပြောတယ်ဝိညာဉ်တော်တကိုးနဲ့ပြည့်ဝတဲ့ခါမှာအဲ့မှာဖျားရဲ့တက်တေးတွေတစ်ခုပြီးတစ်ခုစလာတယ်အာမင်ပေတရုဖယားရဲ့နောက်ကိုလိုက်တယ်ဘယ်လောက်ရဲရဲလဲဆိုတော့ကိုရောရှေ့ရတယ်ကျွန်တော်ကာကွယ်မယ်သူများရဲ့နားတောင်မှသူကပြုတ်လိုက်သေးတယ်နော်ဘယ်လောက်ထိဖယားအတွက်ပြင်းပြတဲ့စိတ်ဆန္ဒရှိလဲဒါပေမဲ့ယေရှုခရစ်တော်ဘုရားကားတိုင်းပေါ်မှာနေတဲ့ခါမှာကလေးမလေးတယောက်ကနေရသခင်ယေရှုရဲ့နောက်လိုက်လာလို့ပြောတဲ့ခါမှာမဟုတ်ရပါဘူးဘယ်မှာလဲသူရဲ့စိတ်ခွန်အားတွေဘယ်မှာလဲ motivation တွေယေရှုခရစ်တော်ပြန်နောက်လိုက်တော့ငါကိုတော့အတွက်သိခံရဲတယ်no ကားတိုင်းပေါ်မှာတက်မသွားရဘူးအခုဘာဖြစ်လဲမဟုတ်ပါဘူးကျွန်တော်ကအဲ့ဒီတယောက်မသိဘူးဟောခုနစိတ်ခွန်အားရှိတဲ့ဖွေကဘာဖြစ်သွားလဲပျောက်သွားပြီဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုသူလက်ခံတဲ့ခါမှာအဲ့ဒီတမန်တော်ဝတ္ထုအစမှာဖတ်ကြည့်လိုက်လူ3000ပြောင်းလဲသွားတယ်အာမင်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တကိုးကတော့လူများစွာရှိတယ်မှာမရှက်ကြောက်နိုင်တော့ဘူးတင်တို့တက်ကားတိုင်းပေါ်မှာတင်တက်တဲ့ယေရှုခရစ်တော်ဘုရားကြောင့်ဆိုပြီးမှသူတက်တေခါတဲ့ခါမှာလူ3000ချက်ချင်းပြောင်းလဲသွားတယ်တဲ့အဲ့ဒီတက်တေပြောတာဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားနဲ့မပြေဝဘူးဆိုရင်ကျွန်တော်တို့တက်တာထဲမှာလေအခွန်ပဲရှိတယ်
ကျွန်တော်ပေါ်ပြီးကျွန်တော်နားလဲလာတယ်အဲ့ဝိညာဉ်တော်ဘုရားကိုကျွန်တော်ထိုဘုရားသခင်နဲ့ကျွန်တော်တို့အမြဲတမ်းအချိန်ယူဖို့လိုအပ်တဲ့မိတ်ဆွေဘုရားသခင်ရဲ့တက်တည်ဖြစ်ခြင်းလားထိုဘုရားသခင်နဲ့တင်အချင်းများစွာယူဖို့လိုအပ်ပါတယ်ရှင်ယောဟန်ခရစ်ကျမ်းခန်းကြီးတဲ့ခန်းငယ်စနစ်ကိုကြည့်တဲ့အခါမှာထိုသူကိုလက်ခံသမျှတော့သူတည်ဟုသောကိုရောကိုယုံကြည်တော့သူတို့ကဘာဖြစ်လဲဘုရားသခင်ရဲ့တားဖြစ်ရတော့ခွင့်ကိုပေးတော်မူမယ်โอเคမှတ်ထားနော်အဲ့မှာတစ်ချက်လေးမှတ်ထားပြီနော်အခန်းငယ်စနစ်မှာဘုရားတားဖြစ်ရတော့ခွင့်ကိုပေးပါတယ်တဲ့အခန်း16မှာဘာပါလာလဲဆိုတော့တစ်ဆက်တည်းမှာဖတ်တဲ့အခါမှာထိုသူဤပြည့်စုံခြင်းမှာလဲတဲ့ဂျေဇုတော်တပါး၌ထပ်စီ၍ဂျေဇုတော်တပါးကိုငါတို့ရှိသမျှတို့ဒီခံရကြပြီဘာကိုပြောရလဲဖယားသားဖြစ်ရတယ်တဲ့အခန်းငယ်စနစ်မှာအခန်းငယ်16ကိုဖတ်တဲ့အခါမှာဂျေဇုတော်တပါး၌ထပ်စီ၍ဂျေဇုတော်တပါးတဲ့အာမင်ထပ်ဆင့်ဂျေဇုတော်ကိုတင်တကယ်ခံစားရလားအစပထမတပါးကတော့ဖယားသခင်ရဲ့သားထိုသူကိုလက်ခံသမျှတော့သူတည်ဟုတော်တဲ့အဲ့ဒီယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့သူတွေကဖယားသခင်ရဲ့သားဖြစ်ရတော့ခွင့်ကိုရတယ်တဲ့အခန်းငယ်16ကိုထပ်ဖတ်တဲ့အခါမှာထိုသူပြည့်စုံခြင်းမှလည်းတဲ့ဂျေဇုတော်တပါး၌ထပ်ဆင်း၍ဂျေဇုတော်တပါးတဲ့ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အခါမှာထပ်ဆင်း၍ဂျေဇုတော်တပါးကိုသင်ခံစားရတာဖြစ်တယ်ဒါကပြည့်စုံခြင်းလို့ခေါ်တယ်ဘုရားသခင်ငါ့ကိုကယ်တင်တယ်ငါကကယ်တင်ချရပြီးသွားပြီငါကယေရှုခရစ်တော်ပြန်နောက်လိုက်ဖြစ်တယ်ငါကခရိယန်ဖြစ်တယ်ဆိုရင်လည်းသင်ကျင့်တတ်လားဘုရားသခင်ပေးတဲ့စုံလင်ခြင်းကိုသင်တကယ်လိုချင်လားထပ်ဆင့်၍ဂျေဇုတော်တပါးကိုသင်ထပ်လိုချင်လားထိုဝိညာဉ်တော်ဘုရားရဲ့တကူနဲ့သင်ပြေဝဖို့လိုအပ်တယ်ထပ်ဆင့်ဂျေဇုတော်အာမင်ပြေဝခြင်းဖြစ်တယ်ရှင်ယောဟန်ခန်းကြီး30အခန်းငယ်30မှာတခိုးဒီခိုးချင်းတတ်ချင်းဖြစ်စေခြင်းငါလာတယ်ငါမူကာငါတို့ဒီအသက်လူယုံမြတ်အထူးတစ်ဖြစ်တဲ့နဲ့ပြည့်စုံစေခြင်းငါလာတဲ့ဒီမှာလေးထားအသက်လူယုံမြတ်မကကဲတင်ချင်းရယုံမြတ်မကအထူးတစ်ဖြစ်အသက်နဲ့ပြည့်စုံစေခြင်းငါတဲ့ဒီနေ့ဝိညာဉ်တော်ကျွန်တော်တို့တက်တဲ့မှာချိန်ဝတ်တဲ့ခါမှာဝိညာဉ်တော်ကိုနဲ့ကျွန်တော်ပြည့်တဲ့ခါမှာအသက်လူယုံမြတ်မဟုတ်တော့ဘူးအဲ့ထက်တာ၍မြင့်တဲ့အရာဖြစ်တယ်ကျွန်တော်တို့အတိတ်စားရတခုတည်းမဟုတ်တော့ဘူးမနေ့ကကျွန်တော်တင်သွားတယ်အတိတ်စားရတွင်ထွက်တဲ့အရာတွေဖြစ်ကုန်ပြီဆိုတော့ကျွန်တော်တက်တာထဲမှာကျွန်တော်တို့ကအသက်လျော်မကဒီနေ့ကျွန်တော်အများရှိပါတယ်ပတ်ဝန်းကျင်မှာခရိယန်ဆိုပေမဲ့ဘာပုံတက်တယ်မှမပြနိုင်တဲ့သူတွေအများကြီးရှိတယ်သူတို့ကြည်လိုက်ခရိယန်မှန်းတောင်ပြောလို့မရတော့ဘူးဒါပေမဲ့120တော့နောက်လိုက်ချင်းသူပေမဲ့ဟို380နဲ့120နဲ့ပြန်ခွဲကြည့်လိုက်ပါဦး120တော့သူတွေကတန်ရှင်တော်ဝိညာဉ်တော်ဘုရားနဲ့ပြည့်ဝတဲ့အခါမှာသူတို့အားဖြင့်ဂျေရုဆလင်မြို့မှာစပြီးရှမာရိပြည်တွေတွားတယ်ပြီးတော့မြေကြီးစုံတန်သူတို့တက်တက်ဖြစ်ကြတယ်အဲ့ဒီအဆက်ပြီးအတင်းတော်တွေအများကြီးခုထိပွားနေတော့ပဲဒါပေမဲ့380ကတော့ခုထိဘာမှမပေါ်ဘူးဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့တကူနဲ့ကျွန်တော်တို့မတွားဘူးဆိုရင်တော့ဘာတက်တေမှမဖြစ်ဘူးတေချာတယ်ဘာတက်တေမှမဖြစ်ဘူးခရိယန်ဆိုယုံတော့ပဲဘာတက်တေမှမဖြစ်ဘူးဖယားသခင်ရဲ့အလိုတော်ကပါလေငါဤတက်တေဖြစ်ကြလောဖယားသခင်ကသူ့ရဲ့တက်တေဖြစ်စေခြင်းနဲ့ဆိုတော့ဒီနေ့ကျွန်တော်တို့ကဖယားသခင်ရဲ့တက်တေဖြစ်ဖို့မိတ်ဆွေကိုခေါ်ထားတယ်ဒီနေ့မိတ်ဆွေကိုဖယားသခင်ကဒီအဆင့်ထဲမှာပဲဖယားသခင်တင်မထားခြင်းဘူးတာ၍သူ့ရဲ့တကူနဲ့တင့်ကိုတုံးခြင်းတယ်သူ့ရဲ့ဆုဂျေဇုနဲ့တင့်ကိုတုံးခြင်းတယ်သူအတွက်တက်တေပေါင်းမြောက်များစွာအဖြစ်တင့်ကိုဆွဲထုတ်ခြင်းပဲဒါပေမဲ့တင်းကဖယားသခင်ကိုဒီတန်ရှင်တော်ဝိညာဉ်တော်ဖယားနဲ့ပြည့်ဝခြင်းကိုလည်းစိတ်ဝင်မစားဘူးငါကခရိယန်ဖြစ်တယ်ဟောဆိုတော့လည်းတင်းတွားမယ်ဆိုရင်တော့တိတ်ချတယ်တက်တေတော့မဖြစ်ဘူး380တော့ဖြစ်လိမ့်မယ်120ထဲမှာတော့မပါနိုင်ဘူးပေါ့ဗျာဒီနေ့ကျွန်တော်ဒီအရာတွေပြောနေတာကလေလူငယ်တွေတက်မဟုတ်ဘူးဖယားသားသမီးတွေတက်ပြောနေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကိုအယံကျွန်တော်တို့က ignore လုပ်ထားတယ်ဥပိ္ပခါပြုတ်ထားတယ်ပြုတ်တဲ့အခါမှာကျွန်တော်တို့ဘဝမှာဘာတက်တယ်မှလည်းမရှိဘူးဘာအသီးမှလည်းမသိဘူးဘာစုဂျေဇုမှလည်းမရှိဘူးဒီနေ့အသင်းတော်6ကပ်ရချင်းရဲ့ရည်ရွယ်ချက်တစ်ခုထဲမှာပါလဲဆိုတော့ယုံကြည်သူတိုင်းကသူတို့ရဲ့စုဂျေဇုကိုမသိဘဲနဲ့ဒီတိုင်းပေါ့နေတဲ့အရာကအသင်းတော်ကို6ကပ်စေတယ်ဒီနေ့ကျွန်တော်စုဂျေဇုကတယောက်နဲ့တယောက်တိဆောက်ပေးတယ်နော်ဒီစုဂျေဇုနဲ့တာအားလုံးလုံးကြည့်လိုက်အတင်းတော်တိုးတက်တယ်ဒီနေ့ဝိညာဉ်စုဂျေဇုကိုတားရလိုအပ်ရအောင်ဒါကတော့နောက်ပိုင်းဆရာတွေလည်းအများကြီးပြောမှာပါဆရာဆရာမတွေဒီနေ့
တန်ရှင်တော်ဝိညာဉ်တော်ကျင်းဝတ်တဲ့အခါမှာပြည့်တဲ့အခါမှာတင်းရဲ့စုကျေးဇူးတွေရောဝိညာဉ်အသီးတွေရောအိုးတင်းကိုလူတွေကြည့်ချင်းအဖြစ်လေအမြဲတမ်းတိဆောက်ဆရာဖြစ်လိမ့်မယ်အဲ့ဝိညာဉ်တော်တကူနဲ့အမြဲတမ်းပြေဝဒါတွေကတော့ကိုယ်တိုင်မခံစားလို့ကိုယ်တိုင်မမိဆိုင်တော့စကားတတ်ဖြစ်လိမ့်မယ်ဒါပေမဲ့ကိုယ်တိုင်အဲ့ဒီနယ်ပယ်ထဲကိုတွားတဲ့အခါမှာဝင်တဲ့အခါမှာလေလုံးဝတော့တက်ဖြစ်တယ်နော်ဒီနေ့ခရိယန်ဖြစ်တာလောက်နဲ့တင်မကျေနပ်ပါနဲ့အဲ့ဒီဝိညာဉ်နယ်ပယ်ထဲကိုတင်ဝင်ကြည့်လိုက်ပါအဲ့ဒီတကူနဲ့ပြည်လာတဲ့အခါမှာအာလာပြောစရာကောင်းတယ်အရန်လွတ်မြောက်တယ်ကျွန်တော်တောင်မှတောက်ကြနေညပစ်သွားတယ်မနဲ့ထတာပေါ့ပါတယ်အဲ့ဒါက3နိုင်ပဲအဲ့ဒါဒါပေမဲ့အဲ့ရေးဝရတယ်ကျွန်တော်အရန်ပေါ့ပါလေးပဲအရန်စိတ်ထဲမှာအရန်လန်းဆန်းတယ်ဖယားပြေဝစီတဲ့ခါမှာအရန်ပေါ့ပါတယ်ဒီနေ့ဝိညာဉ်တော်ဖယားကပုတ်ကိုဖြစ်တယ်ကျွန်တော်တို့ကတခါတလေဘာကြောင့်သူ့ကို ignore လုပ်လဲဆိုတော့ကျွန်တော်တို့တိတာကဂျိုးငယ်ကဲ့သို့လောက်ပဲတိတယ်မီးကဲ့သို့လေကဲ့သို့အဲ့လောက်ပဲကျွန်တော်ခံစားတာလေဒါပေမဲ့ထိုဖယားခင်ကပုတ်ကိုဖယားဖြစ်တယ်ဆိုတော့တကယ်တင်နားလည်လိုက်တဲ့နေ့ကျရင်အမြဲတမ်းထိုဖယားကိုအမြဲတမ်းမိခိုလိမ့်မယ်ထိုဖယားကိုတင်အော်ဟစ်လိမ့်မယ်ကိုရောဒီရောက်ကိုကျွန်တော်နားလေတဲ့ခါမှာအိုးငါဘေးနားမှာဝိညာဉ်တော်ဖယားဆိုတော့ပုတ်ကိုရှိနေပါလားငါအတွက်အမြဲတမ်းစင်သိရှိတယ်ငါအတွက်အမြဲတမ်းစင်သိရှိတယ်လိုအပ်တဲ့နေရာမှာလိုအပ်တယ်လို့ငါ့ကိုတကူပေးတယ်လိုအပ်တဲ့နေရာမှာထိုးထွင်းခြင်းဉာဏ်ပညာကိုလည်းပေးတယ်သူလိုအပ်ရင်သူတောင်းရင်သူပေးပါတယ်သူအလိုလိုရှိတဲ့တိုင်းပေးပါတယ်တောင်းရင်လည်းပေးပါတယ်ဆိုတော့ဘယ်လောက်အရေးကြီးလဲပြောချင်တာကအဲ့ဒီဝိညာဉ်တော်ဖယားကဘယ်လောက်အရေးကြီးလဲကျွန်တော်ပြနာမှာတကူတဲ့ကျွန်တော်ကိုလှုပ်ဆောင်ဖို့ဒါကြောင့်ယေရှုခရစ်တော်ဖယားကတာ၍ပြုတ်နိုင်မယ်ငါထက်ကြီးတော်မှုကိုပြုတ်နိုင်မယ်ဆိုတာကဟိုတိုက်အိမ်ကားအိမ်တွေလေရင်ပြန်နေနဲ့ရွှေ့သွားဖို့ပြောတာမဟုတ်ဘူးအဲ့ဒီဝိညာဉ်တော်နဲ့ပြည့်ဝပြီးမှတွားပြီးမှလှုပ်ဆောင်ဖို့အဲ့ဒါကိုပြောနေတာဖြစ်တယ်အာမင်ဆိုတော့အဲ့ဒါမို့ဖယားတခင်ကပေးချင်တာအဲ့ဒါကြောင့်ပေးချင်တာဒါကေယူတာယေရှုခရစ်တော်ဘုရားဒီလောကမှာရှိနေရင်ကျွန်တော်တို့တွေလေအားလုံးဣသရေလကိုတွားရမှာအားလုံးဣသရေလတွားယေရှုခရစ်တော်ဘုရားကိုတွားရင်တောင်မှတွေ့ရမလားမသိသေးဘူးပရိသတ်တွေအများများအချမို့ငါတွားလျင်တင်တို့တွေတာ၍အကျိုးရှိတယ်ဆိုတာခုတွားစရာမလိုဘူးတင်ဘေးနားမှာအရောက်တိုင်းမှာရှိနေတယ်ဝိညာဉ်တော်ဘုရားကအာမင်အဲ့ဒါပဲကျွန်တော်တို့ဝမ်းမြောက်စရာဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်လဲအမြဲတမ်းကျွန်တော်ဥပိ္ပခါပြုတ်နေတာအဲ့ဒီဝိညာဉ်တော်ဘုရားကိုသူကာလမှာဥပိ္ပခါပြုတ်နေတာဒါပေမဲ့ယာတီဆဆတော့ကျွန်တော်ဥပိ္ပခါမပြုတ်နိုင်နော်တက်တီးတွေစားကြတယ်လေပြီးခဲ့တဲ့ပတ်တွေတော့ဆိုသူယာတီနဲ့သူပေါ့ဒါပေမဲ့သူယာတီဆိုရင်ဝိညာဉ်တော်ယာတီလေနော်သူယာတီသူအဲ့လိုလုပ်ရနော်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ကာလမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့ကဥပိ္ပခါပြုတ်နေတော့တေချပါပြီလူဖြစ်ရကြိုးမနှက်ဘူးလို့ကျွန်တော်မပြောဘူးခရိယန်ဖြစ်ရကြိုးမနှက်ဘူးအဲ့လိုပြောရမှာခရိယန်နဲ့ခရိယန်မနှက်ဘူးမပြေဝဘူးမဆုံးလင်ဘူးအထူးသက်ဖြစ်တယ်မလို့ကျွန်တော်အထူးတန်းမရဘူးရိုးတန်းပဲဒါပေမဲ့ဝိညာဉ်တော်ဖခင်နဲ့တင်သွားရင်တကယ် special အထူးတန်းရတယ်အဲ့ဒါကိုပြောချင်တာကျွန်တော်ဝိညာဉ်တော်ဖခင်ကိုကျွန်တော်တို့အားလုံးတူတူကခံယူရအောင်ပြေဝဖို့ရန်အတွက်ကျွန်တော်တို့အကယ်၍ကျွန်တော်ပြောပြမယ်အရင်ဆုံးစမ်းကြည့်လိုက်ပထမတစ်ခေါက်စမ်းလို့ပြေဝလို့မကျေနပ်ဘူးစင်မပြေစင်တော့လည်းထားလိုက်တော့ဒါပေမဲ့တစ်ခါစမ်းပြီးပြေဝသွားရင်နောက်တစ်ခါစမ်းမယ်ဆိုတော့ကျွန်တော်ကျင်းတေအာမခံတယ်တကယ်ပြေဝကြည့်လိုက်အာမင်ဆိုတော့ဒီနေ့ကျွန်တော်တို့အားလုံးကဘုရားခင်ကပြေဝဖို့ရတဲ့ကျွန်တော်တို့ကိုအမြဲတမ်းဆော်ဩနေတယ်ဆိုတာကျွန်တော်ဒီမှာပြောချင်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာရှင်ယောဟန်ခန်းကြီး14ထဲမှာကြည့်တဲ့အခါမှာငါကိုချစ်လေငါပညာတို့ကိုစောင့်ရှောက်ကြပါတဲ့ငါဒီခမဲတော်ကိုတောင်း၍ခမဲတော်ဒီတမန်တရားကိုပြတော့ဝိညာဉ်တော်တည်ဟူသောတပါးသောဥပစ္စေဆရာကိုတင်တော့နဲ့တော့အော်ယေရှုခရစ်တော်ဘုရားကပြောလဲဆိုတော့ငါဒီခမဲတော်ကိုတောင်းမယ်တဲ့ခမဲတော်ကလည်းအဲ့ဒီတမန်တရားကိုပြတဲ့ဝိညာဉ်တော်တည်ဟူသောဥပစ္စေဆရာကိုတင်တော့နဲ့သူအစင်မပြတ်နေစေချင်တင်တော့ကိုပေးတော်မူမယ်တဲ့အဲ့လောက်တော့ယေရှုခရစ်တော်ဘုရားကအရန်ပေးချင်တာအဓိကသူတည်တယ်ဘုရားကတည်တယ်နော်ဒီနေ့ကျွန်တော်ပြောပြမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်လူသားတွေဖြစ်တယ်ဒီလူသားတွေအားလုံးအပြစ်ထဲမှာရှိနေတဲ့အရာကိုအစီအစဉ်ဆွဲတာကခမည်းတော်ဖြစ်တယ်။ကဲသင်မယ်ဘယ်လိုလုပ်မယ်ဆိုအစီအစဉ်ဆွဲတာပြီးအကောင့်ထဲပေါ်တာကယေရှုခရစ်တော်ဘုရား
အကောင့်ထဲလာပေါ်တယ်အိုးအကောင့်ထဲပေါ်လိုက်ပြီလူသားတွေအားလုံးကပြောင်းလဲသွားပြီယေရှုခရစ်တော်ဘုရားကိုယုံကြည်သွားပြီသူတို့ဝိညာဉ်ရေးရထဲမှာနုနယ်နေတယ်ဥဝဲလေးတွေဖြစ်နေတယ်အဲ့ဒါကိုကြည်ရှုစောင့်ရှောက်ဖေးမှဖို့ရတဲ့ဝိညာဉ်တော်ရဲ့တာဝန်ဖြစ်ပြန်တယ်အစင်သွားတာအဲ့ဒါမှကျွန်တော်တို့နုနယ်တဲ့သူတွေကျွန်တော်ကြီးထွားဖို့ရင့်ကျက်ဖို့အာတန်ဖို့ဝိညာဉ်မှာအဲ့ဒီဝိညာဉ်တော်ဘုရားလိုအပ်တာအကွေကလေးလေးတယောက်ဝဲစပြမသူ့ထိမ့်မဲ့မိခင်ပဲဖြစ်တဲ့ယောက်မလို့အလိုမရှိဘူးတွားဆိုရင်စင်ပြေမလားစင်မပြေဘူးဒါကြောင့်မို့နုနယ်နေတဲ့ခရိယန်နုနယ်နေတဲ့ဒီဝိညာဉ်ကကြီးထွားရင်းချက်လာဖို့တကိုးနဲ့ပြည်လာဖို့ရန်အတွက်ဝိညာဉ်တော်ဘုရားရဲ့တာဝန်ဖြစ်သွားပြန်ပြီအဲ့မှာသူ့နေရာနဲ့သူအလုပ်လုပ်သွားတာဖခင်ကျွန်တော်သုံးပါးတဆူဘုရားကလေအလုပ်လုပ်ရင်အတူတူပဲလုပ်တာနော်သူ့နေရာနဲ့သူလုပ်သွားတာဒါကြောင့်မို့ဒီညမှာခမဲတော်ကိုငါတောင်းမယ်တဲ့ထိုခမဲတော်ဘုရားကလည်းဒီတမန်တရားကိုပြတဲ့ဝိညာဉ်တော်ကိုတပါးဥပ္ပဇေဆရာကိုတင်းတို့နဲ့အစင်မပြတ်နေစေခြင်းပေးမယ်တဲ့ဒါကြောင့်မို့ဝိညာဉ်တော်ကာလာလို့ကျွန်တော်ပြောနေတာအဲ့ဒါပဲဒီကာလာမှာကျွန်တော်တို့အားလုံးခရိယန်ဖြစ်လာပြီဒါပေမဲ့ခရိယန်ဖြစ်ပေမဲ့အဲ့ဒီအထဲမှာကျွန်တော်နှုတ်နယ်နေတယ်ဘာမှလည်းမသိမြေယာဆန်းတော်ဖြစ်နေတယ်အဲ့ဒီအထဲမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုအတူပါရှိပြီးမှဝိညာဉ်တော်တကောနဲ့ပြည့်တဲ့အခါမှာအဲ့ဒီတယောက်ကအမြဲတမ်းကြီးထွားရင့်ကျက်ပြီးမှဘုရားရဲ့တည်တည်ဖြစ်လာတယ်ဒါကြောင့်မို့သင်ဘဝမှာဘုရားရဲ့တည်တည်ဖြစ်ဖို့ရန်အတွက်ဝိညာဉ်တော်ဘုရားလိုအပ်တာပဲဖြစ်ပါတယ်။အော်16မှာဒီနေ့ရှင်ယောဟန်ထဲမှာပဲတခါလေးနော်အားလုံးတပိုက်လုံးယူသွားတယ်။ငါအမှန်ကန်ဆိုသည်ကယေရှုခရစ်တော်ဘုရားငါအမှန်ကန်ဆိုတယ်တဲ့။တေချာတာတခုကတော့အကြံဖန်မဟုတ်ဘူး။အမှန်ကန်ပြောနေတာဘုရား။နော်ကျွန်တော်တို့ဒီမှာတကယ်ချင်းနဲ့ပြောတော့ဟဲ့ငါမလိမ်ဘူးနော်။ငါမဆဘူးငါတကယ်အမှန်ကန်ပြောတယ်ဆိုရင်တကယ်ပြောနေတာ serious ဖြစ်နေပြီ။ငါအမှန်ကန်ဆိုသည်ကငါထွားလင်တင်တို့အကျိုးရှိလိမ့်မယ်တဲ့ဆိုတော့ဘုရားယေရှုခရစ်တော်ပြကျွန်တော်တို့အကျိုးရှိဖို့ပဲလုပ်ပေးတာဖြစ်တယ်အကြောင်းမူကငါမတွားလင်ဥပိ္ပဇေဆရာတင်တို့စီတို့မလားတဲ့ငါတွားလင်ထိုသူကိုတင်တို့စီတို့ငါဆေလွတ်မယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့တက်တာထဲမှာလိုအပ်တဲ့ထိုဥပိ္ပဇေဆရာတန်ရှင်တော်ဝိညာဉ်တော်ဘုရားယေရှုခရစ်တော်ဘုရားကအလိုရှိတယ်ဒီနေ့ဘုရားကတာအလိုရှိတယ်ကျွန်တော်တို့ကတိတ်အလိုမရှိဘူးနေရာလည်းမပေးချင်ဘူးဝိညာဉ်တော်ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ဆိုတာကဂိုင်းကနာကနေမွေးလာတာမဟုတ်ဘူးဗျတန်ရှင်တော်ဝိညာဉ်တော်ဆိုတာဘုရားဖြစ်တယ်အဲ့ဒါကိုပြောချင်တာမင်းတို့ကဒီဝိညာဉ်ကိုင်းနင်တို့ဝိညာဉ်တော်ကိုဦးစားပေး no ဒီနေ့ယုံကြည်သူမှန်ရင်ဝိညာဉ်တော်ကိုကျွန်တော်ဦးစားပေးရမယ် no အေဂျီမမဟုတ်ဘူးဘယ်ဂိုင်းကနာပဲဖြစ်ဝိညာဉ်တော်ကိုကျွန်တော်ဦးစားပေးရမယ်အသက်တာထဲမှာသူခက်ကာလသူအလုံးလုံးနေကာလဖြစ်တယ်လူကျွန်တော်တို့ယုံကြည်သူတွေအားလုံးကတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုနေရာပေးဖို့လိုအပ်တယ်အဲ့ဒါကိုပြောချင်တာပါအာမင်တင်ဘာဖြစ်ဗျာအသက်ကြီးတိတ်ငယ်လူငယ်ဖြစ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားနဲ့ပြည့်ဝရတယ်ဆိုတော့ဘုရားခင်တင်ကိုသုံးပြနိုင်တယ်ကျွန်တော်ကိုသုံးပြနိုင်တယ်အကန့်အသတ်မရှိဘူးနော်တဘာဝမတဘာဝအလုံးတဲ့ဘုရားခင်ဖြစ်တယ်တင်အားဖြင့်လူများစွာကိုကျမ်းမာစေနိုင်တယ်တင်အားဖြင့်လူများစွာလူချင်းခွင့်ကိုပေးနိုင်တယ်တင်အားဖြင့်အကန့်အသတ်မရှိဘုရားခင်ကသုံးပြနိုင်တယ်တို့ဝိညာဉ်တော်ဘုရားနဲ့ကျွန်တော်တို့ပြေဝဖို့ရန်အတွက်အရန်အရေးကြီးပါတယ်ငါကိုယုံကြည်တော်သူတို့ဒီကျမ်းစာလာဒီအတန်အသက်ရည်ထွက်ရစမ်းရည်တွင်ဖြစ်လိမ့်မယ်အဓိကအသက်ရည်ထွက်ရစမ်းရည်တွင်ကဘာကိုစားပြုပြီးပြောနေလဲဆိုတော့တဲ့ယုံကြည်တော်သူတို့ဒီခံရလက်တန်တော့ခံရမယ်ဝိညာဉ်တော်ကိုယဉ်မှတ်ပြီးမှပြောတယ်တဲ့ဆိုတော့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကိုခံရတဲ့ခါမှာတဲ့တင်တို့ကအသက်ရည်ထွက်ရစမ်းရည်တွင်ဖြစ်မယ်ဆိုတာပြောချင်တာကျွန်တော်အဓိကပြောချင်တာကယေရှုခရစ်တော်ဘုရားကိုယုံကြည်ပြီးမှထိုဝိညာဉ်တော်ကိုဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အခါမှာအသက်ရည်ထွက်ရစမ်းရည်တွင်တင့်အားဖြင့်တင့်ရဲ့ပတ်ဝန်းကျင်အသင်းတော်တွေကောင်းချီးဖြစ်လိမ့်မယ်။ဘယ်ချိန်မှလဲတန်ရှင်တော်ဝိညာဉ်တော်ဘုရားနဲ့ပြည့်ဝတဲ့အခါမှာအာမင်ဆိုတော့ခမင်းတော်ဘုရားရဲ့ဂတိတော်လည်းဖြစ်တယ်။တမန်တော်တို့ခန်းကြီးတစ်မှာကျွန်တော်ကြည့်တဲ့အခါမှာနောက်တစ်ခုကြည့်မယ်ယေရှုခရစ်တော်ဘုရားရဲ့အလိုတော်လည်းဖြစ်တယ်အဲ့ဒီဝိညာဉ်တော်နဲ့ပြည့်ဖို့နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ဘာလို့မှလဲကိုတော်ရဲ့အလိုတော်တန်အသက်ရှင်စေပါဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုခေါ်မပေးဘူးသူတို့ရဲ့အလိုတော်တွေလေဒါတွေကအတကုံပေးနေတာကျွန်တော်ပြောပြမယ်ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး9ကိုသွားဖတ်ကြည့်လိုက်အဲ့မှာတောင်ပေါ်ဒေသနာတွေ့လိမ့်မယ်တောင်ပေါ်ဒေသနာမှာအခန်းကြီး6ကိုဖတ်ကြည့်လိုက်စူတောင်းပတနာတွေတွေ့လိမ့်မယ်အခန်းကြီး9အဆုံးမှာကျွန်တော်ကြည့်လိုက်တောင်းကြလို့တောင်းလင်ရမည်ရှာကြလို့ရှာလင်တွေ့မည်တကားကိုခောက်ကြလို့ခောက်လင်ဖွင့်မယ်အဲ့မှာဘာနဲ့ဆုံးသက်သွားလဲဆိုတော့အဲ့ဒါကိုလူကာထဲမှာပို့ပြီးမှရှင်းလင်းဆိုတော့ကျွန်တော်မြင်ရတယ်
မဲတော်ဒီတဲ့တင်တို့အတွက်တာ၍ဝိညာဉ်တော်ကိုပေးမယ်တဲ့တာ၍ကောင်းသောဝိညာဉ်တော်ကိုပေးမယ်တဲ့ခမဲတော်ရဲ့အလိုတော်တားတော်ရဲ့အလိုတော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝဖို့သူတို့အလိုတော်ဖြစ်နေတာလေဒါကတမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုအမြဲတမ်းအခုထိဖွင့်ပြနေတဲ့အရာဖြစ်တယ်ဒါကြောင့်မို့သင်လိုအပ်တာကဒိုဟာဒီဟာမဟုတ်သေးဘူးဝိညာဉ်တော်နဲ့ပြေဝဖို့ပဲဒီနေ့အာမင်ဒါကြောင့်ဒီတပတ်လုံးလုံးကျွန်တော်ခံစားရတဲ့တခြင်းတစ်ပုတ်ရှိတယ်အဲ့ဒါရှိတ်တော်ဖြစ်တယ်ဆိုတော့ဒီချင်းလေးကိုတူတူကဆိုရင်းနဲ့ကိုယ်အသက်တာသေးပြန်ဆက်ကကြအောင်သင်ခံစားရတဲ့အရာတွေအများကြီးရှိလိမ့်မယ်ကျွန်တော်တို့မသိပါဘူးဘာတွေသင်ခံစားနေလဲဝိညာဉ်ရမှာခံစားတဲ့မလွတ်မြောက်တဲ့အရာတွေရှိလိမ့်မယ်ကာယရေးရမှာသင်မလွတ်မြောက်တဲ့အရာတွေရှိလိမ့်မယ်သင်ခန္ဓာရေးရမှာသင်မလွတ်မြောက်တဲ့အရာတွေရှိလိမ့်မယ်ဒီနေ့ကိုယ်တော်ဖခင်ရဲ့ရှိတော်မှာဘယ်အနာယောဂါမှမခံနိုင်ဘူးဝိညာဉ်တော်ဖခင်ရဲ့ရှိတော်မှာဘယ်ဝိညာဉ်ဆိုးမှလည်းမခံနိုင်ဘူးဒီနေ့သင်ရဲ့တတထဲမှာဝိညာဉ်တော်နဲ့ပြည့်ဝလာတဲ့ခါမှာဘယ်အရာမှအသင်ကိုခံနိုင်မှာမဟုတ်ဘူးသင်ဟာဖခင်ရဲ့တက်တေနေနဲ့သင်ဟာတာ၍ကြီးထွားအောင်မဲ့သူဖြစ်တယ်တာ၍အလုံးလုံးအောင်မဲ့သူဖြစ်တယ်ဖခင်ရဲ့တက်တေကိုတာ၍ထင်ရှားစေမဲ့သူဖြစ်တယ်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ခါမှာသင်ကတာ၍မြောက်များစွာတဲ့ကောင်းခြင်းမင်္ဂလာဖြစ်လိမ့်မယ်မိတ်ဆွေသင်ယခုခံစားနေတဲ့အရာတွေကိုခဏမိထားလိုက်အောင်ဝိညာဉ်တော်ဖခင်ရဲ့သင်ပြည့်ဝလာတဲ့ခါမှာထိုညှိတွားမှုတွေထိုခံစားတဲ့ဝေဒနာတွေထိုခံစားတဲ့စိတ်ဝေဒနာတွေအရာအလုံးပျောက်ကင်းလိမ့်မယ်တန်ရှင်တော်ဝိညာဉ်တော်ခဏလောက်ကျွန်တော်ပြေဝဖို့ရန်အတွက်အားလုံးကိုရှိတဲ့ညကမတရားပြိမှာကျွန်တော်ခေါ်ဖိတ်လိုပါတယ်